နိုင်ငံဝန်ထမ်းတွေလက်စားတယ်တဲ့ဝန်ထမ်းတွေလက်စားတယ်လက်စားမှာပေါ့တဲ့လာတာမှလောက်တော့မပေးတာတဲ့လာတာနှုံတာမနေပါဘူးလို့ နိုင်ငံဝင်တယ်လက်စားတယ်အားကြောင့်လေပေးလိုက်လာစားနေလို့โอเคဒါကိုဒီကောင်ရှင်းပြပါเนาะကျွန်တော်မြန်မာစကားကိုမြန်မာလိုတော့မရှင်းပြတော့ဘူးတက်နားထောင်ကြည့်အရင်ကြီးရ လာတာနှုံတာအခုကျွန်တော်တို့တခြားနိုင်ငံတွေပေါ့ပြည်ပနိုင်ငံမှာရှိတဲ့တပ်ပတော်ပဲဖြစ်ဖြစ်မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝန်ထမ်းတွေကိုလိုက်ကြည့်လိုက်ထောင်ကနန်းတောင်ကနန်းပဲရတာပါအားလို့ဒေါ်လာဆိုတဲ့ထောင်ကနန်းဘတ်တူပါတို့ရွှန်လို့ဆိုတောင်ကနန်းပဲရကျွန်တော်တို့နိုင်ငံမှာအခြေခံတော်ပဲ3,800လောက်ရနေပါလေသိန်းကျော်ရတယ် ဘယ်လိုလုပ်ကြမလဲကျွန်တော်တို့တခြားနိုင်ငံကလူတွေကတခြားနိုင်ငံဝန်ထမ်းတွေကဒေါ်လာဆိုလဲထောင်ကနန်းလောက်ပဲရတာပါဘတ်ဆိုလို့ရှိရင်လေတောင်းကနန်းလောက်ပဲရတာပါမြန်မာနိုင်ငံဝန်ထမ်းတွေကပတ်စံကိုသိန်းနဲ့ချီပြီးရတာပါဆိုတော့ဒီကောင်မဲဆယ်စီးရုံနေတာကြီးတော်တော်စောက်တလွဲကြီးဖြစ်နေတယ်သူများနိုင်ငံကဒေါ်လာ1000နဲ့မြန်မာငွေ3,800နဲ့လေတွက်ကြည့်အောင်လေဘတ်1000ဆိုရင်ဘတ်1000ဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာငွေ10သိန်းကျော်နေပြီလေနော်10သိန်းကျော်နေပြီပေါ့နော်ဒေါ်လာ1000ဆိုလို့ရှိရင်စဉ်းစားကြည့်အောင်ဒေါ်လာ1000ဆိုလို့ရှိရင်မြန်မာငွေ330ကျော်40နီးနီးလောက်ဖြစ်နေပြီလေဒါပေမဲ့ဒီကောင်ပြောနေတာဟိုဘက်သူများနိုင်ငံကလူတွေကိုပေးထားတာထောင်ကနန်းတောင်းကနန်းပဲကျွန်တော်တို့ကသိန်းကျော်ကြီးပေးထားတာဆိုတော့ဘာကြီးလဲဒီကောင်ဒီလိုကောင်တွေကမဲဆွယ်နေပြီခုဒါနောက်ဘာညာနော်ဆိုးရဖြစ်မဲ့ကောင်တွေနော်ကြည့်ကြလို့ကြမင်းတို့စက်တက်တဲ့ကောင်တွေတို့ဘောမတို့ဒလန်တို့အုပ်ကြီးတို့ဒါမင်းတို့ရဲ့ဟလာခေါင်းဆောင်တွေပြစ်လာမဲ့ကောင်တွေဘယ်ပါတီကလဲတော့မသိဘူးကျွန်တော်လေ တိုးပေးဖို့မဖြစ်နိုင်ပါဘူးလို့ထပ်တိုးပေးလို့မဖြစ်နိုင်ပါဘူးအဲ့ထပ်တိုးမပေးရင်တော့ဝန်ထမ်းတွေကမလောက်တော့ဘူးတခြားနိုင်ငံတွေမှာထောင်ကနန်းတောင်းကနန်းပဲရတဲ့နိုင်ငံဝန်ထမ်းတွေအဆင်ပြေတယ်လောက်တာပဲကျွန်တော်နိုင်ငံမှာမလောက်ဒါဘာဖြစ်နေတာနိုင်ငံရေးအဖြေရှာကြည့်တဲ့အချိန်မှာကျွန်တော်တို့ရဲ့ကဲအဲ့တော့စောက်တလွဲကောင်တွေပေါ့ဗျာထားလိုက်ပါတော့